မြန်မာစစ်အုပ်စုရဲ့လောက်ရတွေကတော်တော်လေးကိုထူးဆန်းနေတစ်ဖက်မှာကျတော့ပြန်လာပါဆိုပြီးဖိတ်ခေါ်နေတယ်လို့နောက်တစ်ဖက်မှာကျတော့လည်းမိလောင်တိုက်သွင်းပြီးအကြမ်းဖက်မှုတွေကရပ်မသွားဘူးကဲဆိုတော့ဒီစန့်ကျင်ဘက်လောက်ရနှစ်ခုရဲ့နောက်ကွယ်မှာတကယ်တမ်းပါတယ်ဖြစ်နေတာလဲအထူးကြည့်ကြည့်အောင်အဲ့ဒီမှာတင်အထက်ကမြေကုန်တစ်ခုထွက်လာပြီဒီလိုရက်ဆက်တယ်လို့နာမည်ကြီးတဲ့စစ်ဆိုရတစ်ခုကသူတို့ကအပြန်ထန်ဆုံးစန့်ကျင်ခဲ့တဲ့ရန်သူတော်တွေလို့ဖြစ်နေတဲ့ဝန်ထမ်းတွေကိုဘာလို့မြပြောင်းခေါ်နေရတာလဲအကြောင်းရင်းတစ်ခုခုတော့ရှိရမှာပဲဟုတ်တယ်မလားကဲဒီကိစ္စရဲ့အရင်မျိုးကိုလိုက်ကြည့်ကြတာပေါ့ကဲဒီစလန်ကဘယ်ကစလဲဆိုတော့အားလုံးကိုအံ့အားသင့်သွားစေခဲ့တဲ့မမျော်လင့်ထားတဲ့ကန့်လန့်ချက်တစ်ခုကနေစတာပဲဟုတ်ပါတယ်2014ဇူလိုင်လစစ်နေရနေ့မှာစစ်ကောင်စီကကြီးညာချက်တစ်ခုထုတ်လိုက်တယ်အဲ့ဒါကဘာလဲဆိုတော့အာနာဖီစန်းကြီးလောက်ချမှု CDN မှာပါခဲ့တဲ့ဝန်ထမ်းတွေကို playlist ကနေပြဖြစ်ပေးမယ်အလုပ်ပြန်ဝင်လို့ရပြီတဲ့အန်ဩဆရာပဲနော်ဒီလိုကန့်လန့်ချက်မျိုးကိုသူတို့စီကထပ်လာတယ်ဆိုတာဒါကပဲကျွန်တော်တို့စဉ်းစားရမယ်ဘေးလီရဲ့အစားပေါ့အဲ့ဒီတော့ဒီကန့်လန့်ချက်ကဘလောက်အထိအရေးကြီးလဲဆိုတာကိုနားလည်ဖို့ဆိုရင်သူတို့ပြမတ်ထားပြီးပြန်ခေါ်နေတဲ့သူတွေအဲ့ဒီ CDM လို့ရှားမှုခေအကြောင်းကိုအရင်ဆုံးပြန်ကြည့်ဖို့လိုလာပြီ CDM Civil Disobedience Movement ပေါ့ဒါ2021အာဏာသိမ်းမှုကိုတုံးပြန်တဲ့အနေနဲ့ပေါ်ပေါက်လာတဲ့အကြီးမားဆုံးလက်နက်မဲ့တော်လှန်ရေးပဲဆရာဝန်တွေဆရာမတွေအင်ဂျင်နီယာတွေအစိုးရဝန်ထမ်းပုံစံကအလုံးမစင်မဲ့တပိတ်မောက်လိုက်တော့အုပ်ချုပ်ရေးရန်တရားကြီးတစ်ခုလုံးကတိုင်နဲ့ပတ်ပြီးလေမေရတဲ့အခြေအနေမျိုးဖြစ်သွားခဲ့တာဆဲလ်ဆွတ်တော့တကယ်ကိုထိုးနှက်ချက်ကြီးတစ်ခုပဲနှစ်သိန်းကျော်ဒီကိန်းကနန်းကိုကြည့်လိုက်ပါဒါကနဲတဲ့အရေးအတွက်မဟုတ်ဘူးနော်နိုင်ငံရဲ့အဓိကကျတဲ့ကဏ္ဍတွေကိုလဲပတ်စီနေရဲ့ကျွမ်းကျင်ဝန်ထမ်းတွေကသူတို့ရဲ့ဘဝတစ်ခုလုံးအနာဂတ်တစ်ခုလုံးကိုစတီးတွေအာနာရှင်စနစ်ကိုစန့်ကျင်ခဲ့ကြတာတုံးနှစ်ကျော်ကြာတွားတော့တဲ့အခါမှာတော့သူတို့တွေဟာတော်တော်လေးကိုအခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဝင်ငွေလည်းမရှိပိုဂလိကမှာလောင်အလွတ်လွတ်ခွင့်ပိတ်ပင်ခံထားရတော့ဘဝကတော်တော်လေးကြက်တေးလာတာပေါ့အဲ့ဒီလိုအခြေအနေမျိုးမှာအလုတ်ပြန်ဝင်ပါအမိပြန်ဆိုင်ရင်ကဖျက်ပေးမယ်ဆိုတဲ့ကန့်လန့်ချက်ကရှင်တာမှုရုံးကနေရထို့ရကတော့ဆွဲဆောင်မှုတစ်ခုလို့ဖြစ်လာနိုင်တာပေါ့ကဲအခုနကပြောခဲ့တာကကန့်လန့်နဲ့လက်တစ်ဖက်ဒါပေမဲ့အဲ့လက်ရဲ့နောက်ွယ်မှာတော့ဘာတွေရှိနေလဲဟုတ်ပြီအခုစစ်အုပ်စုရဲ့နောက်ထပ်မျက်နှာတစ်ခုသူတို့ရဲ့အကြမ်းဖက်မှုတွေရက်စက်မှုတွေဘက်ကိုတစ်ချက်လေးကြည့်လိုက်ကြရအောင်ဒီတစ်ခုကတကယ်ကိုမိုးနဲ့မြေလို့ကွာခြားနေတာတွေ့ရလိမ့်မယ်အရေးကြီးတာကသူတို့လုပ်နေတဲ့အကြမ်းဖက်မှုတွေကစိတ်ထင်တိုင်းဂျပန်လုပ်နေတာတွေမဟုတ်ဘူးဒါကဖြက်လေးချက်ဆိုတဲ့သူတို့ရဲ့တရားဝင်စစ်ရေးမဟာဗျူဟာပဲဆိုလိုတာကတော်လိုင်းရေးတပ်ဖွဲ့တွေစီကိုရေခါမရောက်အောင်ပိတ်ဆန်မရောက်အောင်တရင်အချက်လက်မရောက်အောင်လူသစ်တွေမစုနိုင်အောင်အဲ့ဒီလေးခုကိုဖျက်တောက်ဖို့အရတားတွေကိုတမင်တကာကိုဖိမှတ်ထားတိုက်ခိုက်တဲ့မူဝါဒကြီးတစ်ခုပဲအဲ့ဒီဖြက်လိဖြက်မဟာဗျူဟာကြောင့်ပါတွေဖြစ်လာလဲဆိုတော့ကရင်နီပြည်နယ်တစ်ခုတည်းကိုပဲကြည့်လူပေါင်း1,800ကျော်သူတို့အိမ်သူတို့ယာတွေကိုစွန့်တီထပ်ပြေးခဲ့ကြရတယ်ဒါကအဲ့ဒီပြည်နယ်တစ်ခုလုံးရဲ့လူဦးရေထက်ဝက်ကျော်လောက်ရှိတယ်စဉ်းစားတာကြည့်တော့ဒီနေဗျူဟာကိုမြေပြင်မှာအထင်ရှားဆုံးမြင်နိုင်တာကတော့မီးရှို့ဖျက်ဆီးမှုတွေပဲလူတွေရဲ့ကိုယ်ကွယ်ရဘာသာရေးအဆောက်အုံတွေရောနေစရာအိမ်တွေရောအခုံလုံးကိုမီးလောင်တိုက်သွင်းပစ်ထဲတာဒါကလူတွေရဲ့ယုံကြည်ချက်ကိုရောဘဝကိုရောတပြိုင်နဲ့ချီးမိုးပစ်လိုက်ကပဲဒီလိုဖျက်ဆီးမှုတွေရဲ့နောက်ွယ်ကလူသားတစ်ယောက်ရဲ့နာကျင်မှုကိုတော့2021ခရစ်စမတ်အကြိုတက်ဖြတ်မှုမှာခံပွမ်းဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ဇနီးတွေတို့ရဲ့စကားကအတိုင်းသာဖော်ပြနေပါတယ်။သူကဘယ်လိုပြောခဲ့လဲဆိုတော့ကျမညတိုင်းကိုတယ်အရန်စိတ်တက်ကြတယ်။ကျမယောက်ျားနဲ့အတူတူတည်သွားခဲ့ရင်ကောင်းမယ်လို့ဆုတောင်းမိတယ်တဲ့။တော်တော်လေးကိုကြေခွဲစရာကောင်းပါတယ်။ဒါအပြင်အရသားတွေကိုအဆုလိုက်အပြုံလိုက်တပ်ဖြတ်တာတွေညင်ပါနှိပ်စက်တာတွေကလေးတွေကိုတော့လူသားတိုင်းအဖြစ်အသုံးချတာတွေဒီလိုရက်စက်မှုတွေကအများကြီးပဲဒါတွေအားလုံးကမှတ်တမ်းတင်ထားတဲ့စစ်ရာဇဝတ်မှုတွေကြီးပဲအဲ့ဒီတော့ငင်းချမ်းရေးကန့်လန့်နေပါတယ်ဆိုတဲ့ဖွဲ့စည်းရဲ့ပုံရိပ်အစစ်ကဒါတွေပဲဖြစ်နေတယ်ကဲဒီလောက်တောင်ရက်ဆက်ချမ်းကျွတ်တဲ့ lobby တွေကိုလုံနေတဲ့စေအုပ်စုက CDM ဝန်ထမ်းတွေကိုဘာလို့ပြန်ခေါ်နေရတာလဲအခုဆိုရင်အဲ့ဒီပေဟီလီရဲ့အဖြေကိုဖော်ထုတ်ရမယ်ချင်းရောက်လာပြီအဲ့တော့မြေးစရာရှိတာကသူတို့ရဲ့ကန့်လန့်ချက်ကတကယ်ပဲစေတနာမှန်နဲ့ရင်ကြားစေဖို့လားတောင်းဖို့အဲ့နောက်ကွယ်မှာပူပြီးကောက်ချစ်တဲ့အကြံစီးတစ်ခုခုများဖွက်ထားသလားအဖြေကတော့ရှင်းရှင်းလေးပါပဲဒါဟာရင်ကြားစစ်ရေးလုံးဝမဟုတ်ဘူးသူတို့ကြုံနေရတဲ့အချက်အသေးတွေကိုဖြည့်ရှင်းဖို့ထောင်းချောက်ဆင်းထားတဲ့လျှက်ကွက်တစ်ခုပဲသူတို့မှာအော်တိုဘာလမှာတန်းကောင်စာရင်ကောက်ဖို့လိုတယ်နှစ်သူတို့လုံးမဲ့ရေကောက်ကောက်တဲ့ဝန်ထမ်းတွေလိုတယ်ပြီးတော့အရေးကြီးဆုံးအချက်3စစ်တဲ့ထဲသွင်းဖို့လူတွေအသေးအတန်လိုအပ်နေတယ်အဲ့ဒီထောင်ချောက်ထဲကအဓိကကြတဲ့အချက်ကတော့ပြည်သူစစ်မှုထမ်းဥပဒေပဲဒီဥပဒေအရဆိုရင်အစိုးရဝန်ထမ်းဖြစ်သွားတာနဲ့စစ်မှုထမ်းရတော့မှာဆိုတော့
အလုပ်ပြန်ဝင်လိုက်တာနဲ့စစ်မြေပြင်ကိုတန်းသွားရမယ်လမ်းကြောင်းပေါ်ကိုအလိုလိုရောက်သွားစေမယ်ထောက်ချောက်ကြီးတစ်ခုမှဖြစ်နေတယ် ဆိုတော့ခြုံပြောရရင်သူတို့ပြောနေတာကအလုတ်ပြန်ရမယ်လာစာပြန်ရမယ်ဆိုတဲ့မလုံးဒါပေမဲ့တကယ်တမ်းနောက်ွယ်မှာစောင့်နေတာကတန်းခေါင်စာရင်ကျအဓမ္မလွှာပေးရမယ်ကိစ္စသူတို့လုံးမဲ့ရွေးကောက်ပွဲမှာအတုံးချခံရမယ်ကိစ္စပြီးတော့အဆိုးဆုံးကတော့စစ်မြေပြင်မှုအပိုခံရမယ်အနေရပဲဒါကရွေးချယ်စရာတစ်ခုလို့ထင်ရပါမယ်တကယ်တော့အဆုံးသက်ကိုကြိုတည်နေတဲ့ထောင်ချောက်တစ်ခုပါပဲအဲ့ဒီတော့ဒီလိုဟဲ့ကွက်တီထောင်ချောက်တီအားလုံးရဲ့ဂျားမှာစီဒီယန်ဝန်ထမ်းတွေကတော့တိတ်ကိုခက်ခဲရဲ့ရွေးချယ်မှုတစ်ခုကိုရင်ဆိုင်နေကြရတယ်တစ်ဖက်ကကိုယ့်ရဲ့ယုံကြည်ချက်တစ်ဖက်ကရှင်တန်ရက်ဒီနှစ်ခုကြားကတကယ်ကိုမလွယ်တဲ့အချက်အတဲတစ်ခုပေါ့ အစိုးရဆရာဝန်ဟောင်းတဦးပြောခဲ့တယ်လို့ပဲအသက်ဆက်ရှင်တဲ့နဲ့ရည်တည်ရတဲ့ရုံးကန်နေရတဲ့ CDM ဝန်ထမ်းတချို့ကတော့ဒီကမ်းလန်းချက်ကိုလက်ခံသွားနိုင်ပါတယ်တဲ့ဟုတ်တယ်စာဝတ်နေရတဲ့အရန်ကိုရုံးကန်နေရတဲ့အခါကျတော့ဒီလိုထောင်ချောက်မှန်တိတိကြီးနဲ့ဝင်သွားရမယ်အခြေအနေမျိုးတွေဖြစ်လာနေတာမို့အဲ့ဒါနောက်ဆုံးမှစဉ်းစားစရာမေးခွန်းတစ်ခုချန်ခဲ့တယ်လူတယောက်အချက်ရှင်တန်ရက်တီအီကအရာအလုံးချက်ပေါ်အရေးကြီးလာတဲ့အချိန်မျိုးမှာကိုဆွဲခိုင်ထားတဲ့ယုံကြည်ချက်တဲ့တန်ဖိုးကဘယ်လောက်ထိများရှိနေနိုင်ဦးမလဲ